လာပါခင်ဗျာပြန်တဲ့ချိန်တွေကကြိုဆိုပါရစေကြည့်ရှုနားဆင်နေကြတဲ့ပြည်သက်ကြီးအားလုံးချမ်းသာပျော်ရွှင်ပြီးဘေးဘက်အနေနဲ့တို့ကကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့သူ့ဘုကောင်းတောင်းလိုက်ပါတယ်ဒီကပြည်သက်ကြီးကိုပြောပြပေးမှာကအောင်မြတ်တာနဲ့ဘုရားအတိုက်ဆိုတဲ့ဇာတ်ကြောင်းလေးဖြစ်ပါတယ်ဤသားသူဆရာစီရနရမြတ်ကိုလည်းလေးသားစွာဖြင့်ဂါရဝပြု credit ပေးပါတယ်မပြောခင်လေးမှာဗျိုင်သက် channel ကို subscribe လုပ်ထားပေးပါလို့ပြည်တာရက်ခံပါတယ်ခင်ဗျာဒီဇာတ်ကြောင်းလေးစခဲ့တာကတော့ရွာလေဘုန်းကြီးကျောင်းကနေထွက်ပေါ်လာတဲ့အုံမောင်းတန်ကြောင့်မလဆောင်တယောက်အသင်းပြင်ထားတဲ့စွမ်းပန်းလေးကိုခေါင်းပေါ်ရွက်ခါအေရောက်ကိုဆင်းလာခဲ့တယ်။မိစိန်တော်တို့မိခင်မြင့်တို့မပြီးသေးဘူးလားဟိ။ဘုန်းကြီးကျောင်းကအုံမောင်းတော်ခေါင်းနေပြီနော်။ဒီမလဆောင်ရေဘုရားကပ်ဖို့စပယ်ပန်းတီတာနောက်ကျနေလို့ပါရှင်။အိမ်နီးနားချင်းတွေဖြစ်တဲ့မိစိန်တော်နဲ့မိခင်မြင့်တို့နှစ်ယောက်ကဒုတ်တန်နဲ့တီထားတဲ့စပယ်ပန်းချောင်းတွေကိုလက်တစ်ဖက်မှာကိုင်းစွမ်းပန်းကိုခေါင်းမှာရွက်ပြီးဆင်းလာခဲ့တယ်။လမ်းတစ်လျှောက်မှာတော့ယောဂီဝတ်စုံဝတ်ထားတဲ့ယောဂီယောက်ျားမိန်းမတွေကစွမ်းပန်းကလေးတွေကိုစီရွက်ခါရွာလေဘုန်းကြီးကျောင်းစီကိုစီစီကြီးကြီးတွာလာနေကြကြတယ်။ဒါကတော့ဥပုပ်နေ့ရောက်တိုင်းကြုံတွေ့နေကြဖြစ်တဲ့လက်ပံနီရွာဒလေးတစ်ခုရွာမှာနေတဲ့လူတွေအများစုကမွန်လူမျိုးတွေဖြစ်တာနဲ့အညီဘာသာရေးပိုင်းမှာလည်းတခြားရွာတွေအတွက်ပိုအားသာခဲ့ကြတယ်။အခုလဲရွာမှာနေတဲ့တက်ကြီးရွယ်တွေတာမကအပြိုလူပြိုအရွယ်တွေအပြင်တိတက်နားလည်စားပြုနေတဲ့ကလေးအရွယ်တွေကပါဘုန်းကြီးကျောင်းဝင်းထဲကိုရောက်ရှိလာခဲ့ကြတယ်။ဆရာတော်တရားပေးတော့မယ်။စွမ်းသားတော်မှာဝိုင်းလုပ်တဲ့လူတွေကဥပုပ်ယူခြင်းကြတဲ့သူတွေရှိရင်လာကြဟဲ့။ရွာစော်ကြီးဥက္ကံရဲ့အတန်ကြောင့်ဥပုပ်ယူလို့သူတွေကလှုပ်လက်ဆတွေကိုချပြီးတီလာပေးတဲ့နေရာကိုထွက်သွားသလိုတချို့တွေကြတော့လဲအိုးတန်ခွက်တန်တွေမကြားရအောင်နေရာချပြီးတရားတန်ကိုနားဆွေနေခဲ့ကြတယ်။ဒေါ်လာဆောင်လဲဥပုပ်တီလာယူပြီးတာနဲ့တန်ဃာတော်တွေစွန့်ပုံးတဲ့ကျောင်းဆောင်မှာဝေယဝိဆတွေလှုပ်ပေးနေတဲ့အချိန်ရွာနောက်ပိုင်းမှာနေတဲ့ဒေါ်စိန်တယောက်အနားကိုရောက်လာခဲ့တယ်။မလဆောင်ဒီနေ့ဥပုပ်ရရဲ့လား။ရပါတယ်ဒေါ်စိန်ရဲ့ဘာဖြစ်လို့လဲ။ကျမကတော့အိမ်ကအပူတွေကြောင့်ဥပုပ်မယူနိုင်ပါဘူးရှင်။အိမ်မှာဘာဖြစ်နေလို့ဥပုပ်တော်မယူနိုင်ဖြစ်နေရတာလဲ။မြို့ခရွှေတိုင်းမှာအလုပ်လုပ်နေတဲ့အလက်ကောင်လေးရွှေငါမူသားလက်စွပ်တကွင်းပြောတဲ့ကိစ္စနဲ့ရော်ရမယ်ပြောတယ်မရောရင်ထောင်ကြမယ်ဆိုပြီးပြောလို့စိတ်ညစ်နေတာတဲရတာစိတ်မကောင်းဘူးမစင်ရင်သူယူတာတော့မဟုတ်ဘူးမလားသူကတော့မယူဘူးလို့ပြောတာပဲဒါပေမဲ့သူ့ကိုအထားရင်ပြောတာဆိုတော့ရော်တာကရော်ရမယ်တဲ့ဟင်းဒါဆိုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲဟိုလေပြောရမှာတော့စိတ်မကောင်းပေမဲ့ဒေါ်လာဆောင်အနေနဲ့ကျမကိုငွေလေးနည်းငယ်လောက်ချေးထားပေးလို့ရမလားနောက်၄လလောက်စဘာပေါ်ရင်ပြန်ပေးပါမယ်မစင်ရဲ့ကျမကိုအထင်ကြီးနေပြန်ပြီလက်ထဲမှာသုံးဖို့ဆွဲဖို့ကလွှဲရင်အပိုးလို့မရှိပါဘူးဒေါ်လာဆောင်စကားကြောင့်မစိန်မျက်နှာပြက်သွားပြီးဟိုနေ့ကဒေါ်လာဆောင်စီငွေလွှဲရောက်တယ်ဆိုပြီးကြားမိလို့မေးမိတာပါအော်မစင်ရဲ့ဒါကကျမပိုက်ဆံမှမဟုတ်တာမြို့ပေါ်မှာအလုပ်လုပ်နေတဲ့သမီးနဲ့သားကအင်ပြင်မှုတွဲပေးလိုက်တာပါရှင်အင်းမကျမလည်းဒီလောက်ပတ်စံနဲ့လိမ်မဲ့လူတော့မဟုတ်ပါဘူးမလဆောင်အစင်မပြေလဲနောက်တစ်မျိုးကြံရတော့မှာပေါ့မစိန်ကမနှင်းမျိုးတဲ့မျက်နှာနဲ့ခြာကနေလွှဲထွက်သွားပြီးမိဖို့ကြောင့်လေးကိုဝင်သွားခဲ့တယ်ညနေအိမ်ပြန်ရောက်တော့တရားဘာဝနာပွားရင်အိမ်ပြင်မှုကိစ္စကိုတွေးနေတဲ့အချိန်ပဝါတတဲကိုပခုံးမော်တင်ပြီးပြန်ရောက်လာတဲ့ယောက်ျားဖြစ်သူကိုမြင်လိုက်ရတယ်အမော်သိန်းရှင်တနေ့လုံးဘယ်တွေပြောင်းနေတာလဲဘုန်းကြီးကျောင်းဇေယျမှာလည်းမတွေ့မိဘူးနော်ရှိပါတယ်လှဆောင်ရေမစိန်တယောက်နေစီလာတဲ့အချိန်ငါဘေးကဖြတ်သွားတော့တတိမထားမိဘူးမဟုတ်လားမစိန်ဆိုမှပြောရအောင်မယ်နေ့တည်းကကျမစီပိတ်ဆံလာချင်းသေးတယ်သူသားအလက်ကောင်အလုံးမှရောဖို့ဆိုပြီးပြောတာပဲရှုပ်ချက်တွေမလုပ်ဆမ်းပါနဲ့သူသားကမြို့ပေါ်မှာလူဆိုးလူမိုက်တွေနဲ့ပေါင်းပြီးပျက်စီးနေတာလို့ကြားတယ်နော်ဟင်ဟုတ်လားနောက်ပြီးတရွာလုံးမှာပတ်စံလိုက်ချင်းနေတာအတော်ဆုံးနေပြီတဲ့ပြန်တောင်းတော့လဲဟိုလဲဒီလဲနဲ့မပေးဘူးလို့ကြားနေရတယ်ဒေါ်လာဆောင်လဲကြားလိုက်ရတဲ့အတန်ကြောင့်တပင်းတစ်ချက်ချလိုက်ပြီးရေအိုးတဲကရေတစ်ခွက်ခတ်တော့ကအိယာတဲ့ဝင်ခဲ့လိုက်တယ်ဟင်ဟုတ်လားမလားဆောင်ဟုတ်တယ်တဲ့ဒါကြောင့်သူပိတ်ဆံလာချင်းရင်သတိထားကြနော်
ကျမတို့ကတော့မချေးပါဘူးနောက်ပြီးကြားထားတာတကူကသူကဖဲလဲရိုက်တယ်တဲ့ ဒါကြောင့်သူကအမြဲတမ်းပတ်စံလိုနေတာဖြစ်မှာပေါ့စကားပြောရင်တနာအောင်ပြောတတ်တာကြောင့်ငါကတကယ်ထင်ပြီးစိတ်မကောင်းတွေဖြစ်နေတာ မလှဆောင်ကအာပေါင်အရင်တန်တန်နဲ့ပြောနေတဲ့အတန်ကိုခေါင်းရင်းထရန်နာကနေမိမတယောက်ရက်ပြီးနားထောင်နေပြီးခဏကြာတော့အန်ကိုကြိတ်ကခြာကနေလှည့်ထွက်သွားခဲ့တယ်ဒီလိုနဲ့ဝါထွက်ပြီး2လလောက်လိုမှာတော့မလှဆောင်တို့လင်မယားလဲစုထားတဲ့ငွေတွေနဲ့အိမ်ကိုပြင်ဆင်ပြီးအိမ်တက်ပွဲကိုအချင်းချင်းလေးပြုလုပ်ခဲ့ကြတယ် လာဆောင်ရေကိုတွေးအောင်ကတော့တိုင်ကတ်နိုင်တလုံးလက်ဆောင်ပေးတယ်ဟာ လက်ဆောင်ပစ္စည်းတွေကိုသားသမီးတွေနဲ့အတူဖောက်ကြည့်နေတဲ့ကိုမောင်သိန်းကတိုင်ကတ်နိုင်တလုံးကိုဖင်မြန်ကောင်းမြန်ကြည့်ရင်သဘောကျစွာလှမ်းပြောလိုက်တယ်။ရွာတလေးရအိမ်တက်ပွဲလာကြတဲ့သူတွေအနေနဲ့အလုံငွေတွေထည့်ကြသလိုအခုလိုလက်ဆောင်ပေးတဲ့သူတွေလည်းရှိခဲ့ကြတယ်။မလာဆောင်လဲလက်ဆောင်ဘူးတွေကိုဖောက်ကြည့်ရင်ကနေတထွာတာတာကတ်တူဘူးတလုံးကိုဖွင့်ကြည့်လိုက်တော့ရွှေရောင်တလက်လက်ထနေတဲ့စင်းနုတော်တစုကိုဖူးမြင်လိုက်ရတယ် ဒီမှာလာကြည့်ပါဦးဖះစင်းနုတော်လေးတဆူပါလားဘယ်သူပြီးသွားတာလဲမသိဘူး ပြသမ်းမအောင်ဟုတ်ပါရဲ့မျက်နှာတော်လေးကတပ်ပယ်လိုက်တာဘူးပေါ်မှာဘယ်သူရေးထားလဲဆိုတာမပါဘူးလား ဟင်းဘယ်သူဆိုတာရေးမထားဘူး ဒါဖြစ်လဲအိမ်မှာပူဇော်လို့ရတာပေါ့တားနဲ့သမီးရောမြို့ပြန်ရင်ယူသွားမလားကိုမကိုးကွယ်လဲရတယ်လေ မြို့မှာကနေရာချင်းတော့ဖះเจ้าတော်ကိုအဆင်ပြေသလိုပူဇော်ထားရတာဒါကြောင့်အိမ်မှာပဲပူဇော်ထားလိုက်တာကပိုတစ်တော်မယ်ထင်တယ် ။ဦးမောင်သိန်းလည်းစင်းနုတော်ကိုယူသေးစွာပင့်ပြီးဖះเจ้าဆောင်ပေါ်မှာပူဇော်ထားလိုက်တယ်။ဒီလိုနဲ့တလားလောက်ကြာတော့မလဆောင်တယောက်ကျမ်းမာရေးချူကြပြီးတချောင်းချောင်းဖြစ်လာခဲ့တယ်။ဦးမောင်သိန်းကတော့နိစ္စရစေကမ်းမှာပြလိုက်ဘေးတင်ရေရာတွေမေးလိုက်နဲ့အလုရှုပ်နေခဲ့ရာတနေ့မှာတော့မလဆောင်တယောက်ညာကြီးတက်ကောင်သပင်ကြီးဖားရကြပြီးတဟီတာဟာနဲ့ထားရီပါလေရော လာဆောင်ညာကြီးတကောင်ဘာဖြစ်လို့ထားရည်နေတာလဲ ဖះငါလက်ဆောင်မဟုတ်ဘူးအနာလာမကန်းနဲ့ အတန်ရောအမူအရာပါပြောင်းသွားတာမို့ဦးမောင်သိန်းတယောက်အနာမကတ်တော့ပဲဖះเจ้าဆောင်ပေါ်မှာရှိတဲ့ပြေးရည်ဘူးကိုယူကအဖုံးကိုဖွင့်လိုက်ချိန် နင်ကပြီးရင်လည်းပဲဖို့ကြံနေတော့ဗောလေလွတ်လိုက်စမ်းနင်လောက်ချက်ကိုငါကမှုမဲ့ထင်နေတာလားဟာ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  အဲ့ဒီလိုဆိုတဲ့အတန်ထွက်လာခဲ့တယ်အဲ့ဒါနဲ့ဦးမောင်သိန်းလည်းပြေးရည်ဘူးကိုပြန်ဖုံးလိုက်ပြီး နင်ဘယ်သူလဲပြောဘာရွယ်ချင်းနဲ့ငါမိမကိုယ်လည်းဝင်နေရတာလဲ နင်တို့အိမ်မှာနေကျင်တို့ကိုနေတာနင်တို့မကြိုက်လဲမတတ်နိုင်ဘူးဟိ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  မြစ်တောင်နီနဲ့စိုက်ကြည့်ပြီးပြောလိုက်တဲ့အတန်ကြောင့်ဦးမောင်သိန်းတယောက်နိုင်ရမှာချိတ်ထားတဲ့တေဝင်ပရိကိုစက်ကနေဆွဲယူကမလှဆောင်လေဘင်းမှာစွတ်ပေးလိုက်တယ်အဲ့ဒီတော့မှအတန်နဲ့ကြီးနဲ့អော်ပြီးဘိုင်းကနေပြစ်လဲကသတိလစ်သွားခဲ့သလိုဘေးငါလူတွေကလည်းမလှဆောင်អော်တန်ကြောင့်လန့်နိုးပြီးရောက်လာခဲ့ကြတယ် ။ဦးမောင်သိန်းဘာဖြစ်တာလဲဗျ။ခုနကအော်တန်ကြားလိုက်လို့လာကြည့်တာ မင်းတို့အမလှဆောင်ကိုတရေဝင်ဘူးလို့ဟာအခုပဲတိမ်ဝင်ပရင်းနဲ့စုပ်ပေးလိုက်လို့ထွက်သွားတာ မလှဆောင်ကတော့လေးလံနေတဲ့ဇက်ဘိုးကိုလက်နဲ့ဖိနေရင် ကျမကန်လိုက်နေလို့များလားမသိဘူးခုနကအိမ်မထဲမှာလေဖះเจ้าတော်ရှိငိုးထုတ်ထိုင်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ် မင်းကဒီရပိုင်းဖះတရားမှတိတ်မလို့ဖြစ်တာဒါကြောင့်ဖြစ်တာနေမယ် အိမ်နာကလူတွေလည်းမလှဆောင်ပြန်သတိရလာတာကိုမြင်ရတော့စိတ်အေးသွားပြီးကိုယ့်နေရာကိုအသီးသီးပြန်သွားခဲ့ကြတယ်နောက်တနေ့ကစပြီးမလှဆောင်လည်းဖះရှိခိုးတာကိုမပြတ်မိအောင်သတိထားပြီးနေလာခဲ့တာလေးရမြောက်ကြတော့ဖះရှိခိုးနေရင်နှာခေါင်းထဲမှာညှိစိုးစိုးပုတ်ရဲအနန္တခုကိုမတတိစရာကောင်းအောင်ရရှိခဲ့တယ် ယတနုဘဝတော့ ဒီတန်ကိုဖះရှိခိုးနေတဲ့မလှဆောင်ပြင်စိတ်လိတ်ထိုင်တောင့်နေတဲ့ဥမောင်သိန်းမှာကြားလိုက်ရတာကြောင့်ခေါင်းတစ်ပန်းကြည့်သွားပြီးကြက်တိမွေးချင်းတွေပါထလာခဲ့တယ်ဥမောင်သိန်းလည်းဖျောင်းနိုင်မျိုးကိုယူပြီးအိမ်တော်ဘေးကိုတွားကြည့်လိုက်တော့ထမင်းချက်တဲ့တတ်တူအိုတစ်လုံးကကျမ်းပေါ်မှာပြုတ်ကျနေတာကိုမြင်လိုက်ရတယ် ဟဲကျွတ်တွေတောင်းကြမြက်ပြီးထင်တယ်မနေ့ကမှဒီနှုတ်နဲ့ငါတွေ့အောင်မယ် အဲ့ဒီလိုကြိမ်ဝါရင်ပြန်ထွက်လာခဲ့လိုက်တယ်အိမ်ရှိရောက်မှပဲမိမဖြစ်သူရဲ့ဖះရှိခိုးတန်တဲ့အတူအိမ်ထရန်ကိုလက်သီးနဲ့ထိုးတဲ့အတန်တဘုံဘုံကိုအရှင်းသားထတ်ကြားလိုက်ရတယ်ဒီတကတော့မလှဆောင်တယောက်ဖះရှိခိုးတန်တွေပါတုံကြီးလာပြီးပရင်းဘောက်ကိုလက်ညှိုးထိုးပြခဲ့တယ်ဥမောင်သိန်းလည်းမိမဖြစ်သူပြတဲ့ပရင်းဘောက်ကိုလှမ်းကြည့်လိုက်တော့တကားပေါင်ပေါ်မှာမျက်လုံးပြူးပြူးနဲ့ငုတ်တုတ်ထိုင်နေတဲ့မြောက်ဝွန်လိုလိုလူလိုလိုအမွှေးစုပ်ဘွားကောင်တကောင်ကိုမင်းလင်းရောင်နဲ့မြင်တွေ့လိုက်ရတယ်ဒီတကတော့ထင်းထင်းရှားရှားကြီးမြင်လိုက်ရတာမို့ဥမောင်သိန်းတယောက်လမ်းဖြန့်သွားပြီးဖျားရှိခိုးနေတဲ့မိမဖြစ်သူရဲ့လက်ကိုဆွဲကာအိမ်အောက်ကိုဆင်းပြေးပါလေရော ကြကြပါဦးအိမ်ပေါ်မှာတရေ
သွေးယူသွေးတန်းနဲ့အော်ပြီးပြေးလာတဲ့လင်မယားနှစ်ယောက်ကိုမြင်တော့ရွာထဲကလူတွေထွက်လာကြပြီးစိတ်ငြိမ်အောင်ထိမ့်ပြလိုက်တော့မှအနှဲငယ်ငြိမ်သက်သွားခဲ့တယ်။ဒါတောင်သူတို့မျက်လုံးတွေကကနာမငြိမ်နဲ့ဘေးဘီကိုအလံတကြားလိုက်ကြည့်နေခဲ့ကြတယ်။ ကိုမောင်သိန်းတို့လင်မယားဘယ်လိုဖြစ်ကြတာလဲဗျာ မင်းတို့ကိုပြောရရင်ယုံမှာမဟုတ်ဘူးမင်းတို့အမဖျားရှိခိုးနေရင်အိမ်တော်ဖေးမှာအတန်ကြားလို့ထားကြည့်တော့သမင်းအိုးကိုလူတယောက်ယောက်ပြစ်ချထားသလိုဖြစ်နေတာအဲ့ဒီကနေထွက်လာတော့ဗရင်ပေါက်ဘောင်ပေါ်မှာလေအမွှေးစုပ်ပွားနဲ့ကောင်တကောင်ငိုးတုတ်ထိုင်နေတာဟာငါအခုပြောရင်တော့ကြတိတွေထားလာပြီ ဖျားရှိခိုးနေရင်တော့အဲ့လိုဖြစ်တာလား အေးကွာငါတို့လည်းဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူးကွာ ဟိုလေအိမ်သစ်ဆောက်တုံးကမတတ်တဲ့တစ်တွေများပါလာတာရောမဖြစ်နိုင်ဘူးလား အဲ့ဒါတော့ငါလည်းမသိဘူးကွာတခါမှလည်းမကြုံဘူးတော့ဘယ်လိုလုပ်ရမှန်းတော့မသိတော့ပါဘူး ဒါဖြစ်ဒီညတော့အိမ်မှာပဲအိမ်လိုက်ကြတော့မနေ့ကမှဘာဆက်လုပ်ရမလဲတိုင်ပြနေတာပေါ့ ညီတဝမ်းကွမ်းဖြစ်သူမောင်ထွန်းရဲ့စကားကိုလင်မယားနှစ်ယောက်လုံးသဘောတူလိုက်ကြတယ်။မနေ့ရောက်တော့အိမ်ခြေတွေကိုပြန်ကြည့်ရာတအိမ်လုံးပြောင်းဆန်အောင်တောင်းကျမ်းထားတဲ့ခြေရလက်ရတွေအပြင်ရွှွန့်ဘွက်တွေပေးနေတဲ့ခြေရတွေကိုလည်းမြင်တွေ့လိုက်ရတယ်။ဒါပေမဲ့ထူးဆန်းတာကအိမ်မှာရှိတဲ့ပစ္စည်းတွေဘာတစ်ခုမှမပြောက်ရှတာကိုပဲ ။အောင်သိရေညကလေနေအိမ်ထဲမှာပစ္စည်းတွေပြစ်ထုတ်နေတဲ့အတန်တွေကြားရတယ်။ငါတို့လည်းအသာချောင်းကြည့်တော့လူကိုမတွေ့ရပဲအဝတ်တွေဖွာလန်ကျဲနေတာပဲမြင်ရတာ အိမ်ကောင်းရင်ကဒွေလေးရင်လာပြောတဲ့စကားကြောင့်အိမ်ကိုလိုက်ပို့တဲ့သူတွေအားလုံးကြောက်လန့်သွားခဲ့ကြတယ်။ ကိုမောင်သိန်းတကူကူတော့လုံးဝဖြစ်တော့မယ်ဆရာတော်ကိုတွားလျှောက်ကြည့်ကြမလား အင်းကောင်းတယ်ဒါမျိုးကကမွာဖတ်ပြီးနှင်ထုတ်လို့ရတယ်မဟုတ်လားအခုပဲသွားကြရအောင် လူအုပ်ကြီးကဥမောင်သိန်းအိမ်ကနေရွာလေဘုံကြီးကျောင်းစီကိုရောက်လာခဲ့ကြတယ်။ကျောင်းပေါ်ရောက်တော့စာဖတ်နေတဲ့ဆရာတော်ကိုတွေ့တာနဲ့ဖြစ်ပျက်ခဲ့တာတွေကိုရှောက်တည်မင်းမြန်းခဲ့ရာ အေးဒီကောင်မောင်သိန်းတို့အိမ်မှာဖြစ်နေတာတွေကိုဆက်ဆက်တွေ့တော့လိုက်ရရင်အိမ်ပရဝန်ထဲမှာမကောင်းတဲ့အရာတစ်ခုခုရှိနေတယ်လို့ယူဆရတယ်ဒါဆိုဘယ်လိုလုပ်ရမလဲဗျာတန်ဃာတော်တွေပြင်းပိတ်ပြီးကမောဝါရွတ်ဖတ်လို့ကောမရဘူးလားဘုန်းကြီးတို့ကမြတ်ဗုဒ္ဓရဲ့အဆုံးအမအောက်မှာနေတာဆိုတော့တဘာသူထိခိုက်နေတာအောင်လုပ်လို့မရဘူးကွဘုရားတရားကိုသာမြဲမြံအောင်လုပ်ရင်ဘယ်သူမှဒုက္ခပေးလို့မရဘူးတကားကြီးဒီမှာဗျာတပည့်တော်တို့လည်းနေရောညပါဘုရားရှိခိုးအမျှဝေတာတွေလုပ်ပြီးမဲ့ကြုံတွေ့နေရတဲ့အရာကပိုပိုဆိုးလာလို့ပါဗျာဒါဖြင့်ခဏလောက်ဆောင်အောင် ဆရာတော်ကဖလက်သက်စာအုပ်ကိုဘေးမှာချပြီးတက်တီတိုက်တဲကိုဝင်သွားခဲ့တယ်။ခဏနေတော့ပေကျိုးနှစ်ခုယူလာပြီးဥမောင်သိန်းနဲ့မလတ်ဆောင်ရဲ့လက်မှာပတ်ပေးက ဒီပြေကျိုးကဘုန်းကြီးနေ့စဉ်ရွတ်ဖတ်နေတဲ့ဂုံတော်တွေထုံမုန်းထားတာကြောင့်ဒကာကြီးတို့အတွက်အထောက်အကူဖြစ်စီမှာပါမပြောက်ပြက်အောင်တေချာဆောင်ထားကြ အဲ့ဒီလိုမိန်တော်မူပြီးတက်တီတိုက်တဲကိုပြန်ကြွသွားခဲ့တယ်။ဥမောင်သိန်းတို့လည်းဆရာတော်ချင်းမြင့်တဲ့ပေကျိုးကိုဆောင်ထားတာမို့ရခင်ငားတဲ့အတက်လာပြီးကိုယ့်အိမ်ကိုပြန်လာခဲ့ကြတယ်။ဒီလိုနဲ့3 ရက်ကြာတဲ့အထိဘာမှမမြင်မကြားရတာမို့အဆင်ပြေပြီးထင်ခဲ့ရာ4 ရက်မြောက်နေ့ညမှာတော့ဘုရားတောက်တော်ကြီးလဲနေတဲ့အချိန်အနောက်ကနေသပင်စောင့်ဆွဲတာခံရပြီးလဲကျသွားခဲ့တယ် အမလီပြီးပါပြီတော့ ဟဲ့လှဆောင်ဘာဖြစ်တာလဲ ကိုမောင်သိန်းကျမကိုသပင်ဆောင်ဆွဲလို့တော့ ။ကျမ်းမြေမှာဖိနိုင်ရဲ့ကြနေတဲ့လှဆောင်ရဲ့စကားကြောင့်ကိုမောင်သိန်းဘေးဘီကိုလိုက်ကြည့်ပြီး မင်းစိတ်တွေလို့ဖြစ်တာနေမှာပါ စိတ်ထင်စရာလားဒီမှာကြည့်သပင်တွေတောင်ဖွာလန်ကျဲနေတာမတွေ့ဘူးလား မလတ်ဆောင်ကငိုမဲမဲနဲ့ပြောပြီးအခန်းထောက်မှာကတ်ကကြောက်လန့်နေခဲ့တယ် ဆရာတော်ပေးထားတဲ့ပြေကျိုးရှိနေတာတော့ဒီလိုဖြစ်တယ်ဆိုတော့ဘယ်လိုလုပ်ရမှန်းတော့မသိတော့ဘူး ။လင်မယားနှစ်ယောက်လည်းတုံတုံရီရီနဲ့ဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်အိမ်နံရံကိုတဖုံဖုံနဲ့လာရိုက်တဲ့အတန်ကိုကြားလိုက်ရတယ် ကိုမောင်သိန်းရှင်းကြလိုက်တယ်မဟုတ်လားကျမတို့ဒီမှာမနေရတော့ဘူးအိမ်ที่ဆောက်ပြီးကလေးကတစ်ခုပြီးတစ်ခုဖြစ်နေတာကျမကြောက်လာပြီ စိတ်အေးထားစမ်းပါဒင်းမဲ့6နိုင်မလားငါတို့ကပဲနေနိုင်မလားကြည့်ရအောင် ။ကိုမောင်သိန်းကနံရံမှာချိတ်ထားတဲ့ပရိကိုလက်မှာကြစ်ကြစ်ပအောင်ကင်ပြီးအရေးအခြေကိုစောင့်ကြည့်နေခဲ့တယ်။ဒီလိုနဲ့ညတကောင်အချိန်ရောက်တော့ရောဆောင်နစ်လက်မှာပတ်ထားတဲ့ကြိုးကိုဖျက်လိုက်မြန်မြန်ဖြုတ်လိုက်အဲ့ဒီလိုပြောလိုက်တဲ့အတန်ကိုကြားလိုက်ရတယ် ဟဲမပြူဘူးငါ့ကိုလာပြူခဲ့မနေနဲ့သွားကြကိုမောင်သိန်းလူပါအောင်နားထဲမှာပြေကျူးကိုဆွဲပြုတ်ဖို့တူတူလေးလာပြောနေတယ် လှဆောင်စိတ်ထိတ်စမ်း အာနားထဲမှာမခံနိုင်အောင်လာပြောနေကြတယ်လာပြောတဲ့သူတွေကအများကြီးပဲကျမယူလို့မနဲ့တူတယ် ။ကိုမောင်သိန်းလည်းမိမဖြစ်သူကြောက်လန့်နေတာကိုမကြည့်ရတော့ပဲလက်ကိုဆွဲယူကအိမ်ပေါ်ကနေဆင်းလာခဲ့လိုက်ပေမဲ့
စိတ်ထဲမှာတော့ဒေါသနဲ့ကြောက်စိတ်တွေရောထွေးပြီးအန်တကြီးကြီးဖြစ်နေခဲ့တယ်ကိုမောင်သိန်းကလည်းမောင်ထွန်းတို့အိမ်ရောက်တဲ့တိုင်အောင်ကြောက်စိတ်မပြေသေးတဲ့လှဆောင်ကိုအမျိုးမျိုးချော့မော့ပြောကပြေးရည်တွေတိုက်ဖျားစာတွေရွတ်ပြီးတော့မှအနှဲငယ်ငြိမ်သက်သွားခဲ့တယ်နောက်တနေ့နေ့လယ်လောက်ရောက်တော့မောင်ထွန်းတို့အိမ်ကိုကပ်ပြကြီးရောက်လာပြီး ဘုံဘုံသိန်းခမရကိုဆရာတော်ခေါ်ခိုင်းလိုက်တယ်အခုချက်ချင်းလာခဲ့ပါဦးနဲ့ဘာကိစ္စရှိလို့လဲကပ်ပြကြီးအဲ့တော့မသိဘူးကိစ္စမရှိရင်အခုသွားလိုက်အောင်နော်ကိုမောင်သိန်းလည်းကပ်ပြကြီးစကားကြောင့်နိုင်ရန်မှာချိတ်ထားတဲ့ခမောက်ကိုစောင်းကဘုန်းကြီးကျောင်းဘက်ကိုထွက်လာခဲ့လိုက်တယ်ကျောင်းရောက်တော့ဧည့်သည်နှစ်ယောက်နဲ့စကားပြောနေတဲ့ဆရာတော်ကိုမြင်လိုက်တာကြောင့်ခတ်ရွရွလေးအနောက်မှာထိုင်နေတဲ့အချိန် တက္ကမောင်သိန်းရှေ့ကိုလာလေဒီမှာဗျာတပည့်တော်ကိုခေါ်တယ်ဆိုလို့ဘလို့အရေးကိစ္စများရှိလို့ပါလဲဗျာတက္ကကြီးတို့အိမ်မှာဖြစ်နေတဲ့ကိစ္စကိုဒီဆရာနေရာကကူညီပေးနိုင်တယ်ပြောလို့ခေါ်လိုက်ရတာပါဒီမှာဗျာညကလည်းအိမ်မှာမအေးရဲလို့မောင်တွန်းတို့အိမ်မှာအိတ်လိုက်ရတယ်ဗျာဘုန်းကြီးလည်းအာယုံဆုံးဖုံးတော့တက္ကကြီးတို့အကြောင်းကြားမိပါတယ်ဒါနဲ့ဒီဆရာနေရာကိုအရင်ကမမြင်ဘူးပါဘူးအဲ့တဲ့တွေလားဗျာဟုတ်တယ်ကွသူတို့ကလက်ကျိုးရွာဘက်ကိုသွားမလို့ခရီးတစ်ထောင်နားနေရကနေဘုန်းကြီးနဲ့စကားဆက်မိပြီးတက္ကကြီးတို့အကြောင်းကိုပြောမိခဲ့တာဒီမှာဗျာတပည့်တော်လည်းဘာလို့ပါခဲ့မှမသိဖြစ်နေပြီမင်းညာကဆိုလှဆောင်တယောက်ပြေကျိုးပထားရင်ကိုသပင်ဆွဲဆောင်ခံလိုက်ရတယ်ဗျာကိုမောင်သိန်းစကားကြောင့်ငြိမ်သက်ပြီးနားထောင်နေတဲ့ဧည့်သည်က ဆရာတော်ပြောပုံနဲ့ကိုမောင်သိန်းပြောသလိုဆိုအတော်ကိုဆိုးရွားတဲ့ပုံပဲကာယကံရှင်တွေသဘောတူမဲ့ဆိုရင်အင်ကိုလိုက်ပြီးကြည့်ပေးပါမယ်သဘောမတူစရာမရှိပါဘူးဆရာရဲ့အစဉ်ပြေတဲ့အချိန်ကြည့်လို့ရပါတယ်ကဲဘာမျိုးကအချိန်ဆွဲနေလို့မကောင်းဘူးမောင်သိန်းတို့ဘက်ကလည်းလက်ကနေဆိုရင်ချက်ချင်းတွားကြည့်လိုက်တာပိုကောင်းတယ်ဆရာတော်ရဲ့စကားကြောင့်မောင်သိန်းလည်းဧည့်သည်ဆရာနှစ်ယောက်ကိုမောင်ထွန်းတို့အိမ်စီအရင်ပြေးဆောင်လာခဲ့လိုက်တယ်အိမ်ရောက်တော့ဆရာနှစ်ယောက်ထဲကတယောက်ကမလှဆောင်ခန္ဓာကိုယ်မှာသူတစ်ပါးပြူစားထားတာရှိပြီးစစ်ဆေးကြည့်ပေမဲ့ထူးခြားတာဘာမှမတွေ့ရတဲ့အတွက်ကိုမောင်သိန်းကိုထပ်ဆင့်ကြည့်ရာဘာမှမတွေ့ဒါကြောင့်ကာယကံရှင်တွေကိုတိုက်ထားတာမဟုတ်ကြောင်းနားလည်အောင်ရှင်းပြပြီးကိုမောင်သိန်းတို့အိမ်ရှိရဘက်ကိုကူးလာခဲ့ကြတယ်ရွာကန်လူတွေကလည်းအထူးဆန်းတွေမြင်တွေ့ရနိုးနဲ့မလန့်မကန့်ကနေလိုက်ပါလာခဲ့ကြတယ်ဆရာနှစ်ယောက်ကခြံဝါကိုရောက်တာနဲ့ခြေလမ်းတွေကိုရက်လိုက်ပြီး အိမ်ထဲကနေမကောင်းတဲ့အငွေအသက်တွေထွက်နေတာခံစားမိနေတယ်ဒါကြောင့်မဆိုင်တဲ့သူတွေအနေနဲ့ခြံဝိုင်းထဲကိုဝင်မလာပဲအပြင်ဘက်မှာပဲနေပြီးကြပါအဲ့ဒီလိုမြစ်တန်ရက်ခံပြီးကိုမောင်သိန်းနဲ့မလှဆောင်ကိုသာခေါ်ယူပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်တယ်အိမ်မော်တက်ကနေလှေကားလေးရောက်မှာတော့ဆရာနှစ်ယောက်ကခြေပနှောက်ကိုဒုံကနေဆောင်းချလိုက်တာအိမ်နောက်ဖေးရေကပင်ပေါ်ကနေဘုတ်ကနေခုန်ကြပြီးထွက်ပြေးသွားတဲ့ခြေတံတစ်ခုကိုပြတ်သားစွာကြားလိုက်ရတယ်ဆရာတို့ကြားတယ်မဟုတ်လားဒီကောင်တွေအိမ်ထဲမှာတကားမရှိဓာမရှိဝင်ထွက်နေကြတာဗျာမကြခင်တေချာတဲ့အဖြေတကူရလာမှမို့စိတ်တွေကိုလျှော့ထားပေးကြပါဒါနဲ့အိမ်ရဲ့ဖျားเจ้าဆောင်ကတပ်ပင်လာတယ်နော်ဟုတ်တယ်ဆရာလှဆောင်ကတနေ့ကိုတောက်တော်ရင်နေချိန်ကတ်တယ်ပန်းတွေကိုလည်းအမြဲလဲလှယ်ပြီးတာကျွန်တော်တောင်သူ့လောက်မလုပ်နိုင်ဘူးဖျားတရားမြဲတဲ့အိမ်မှာတောင်ဒီလိုဖြစ်မျိုးကြုံနေရတယ်ဆိုရင်တော့ကျုပ်ထင်တာများဖြစ်နေမလားပဲဆရာကဘယ်လိုမျိုးထင်နေလို့လဲဒီတလုံးမှာဖျားစင်းမှုတော်ဖြစ်ဖြစ်ပုံတော်ဖြစ်ဖြစ်အတိပူတော်ထားတာများရှိလားအိမ်တိတတုံးကဘယ်သူပေးလာမှမသိတဲ့စင်းမှုတော်တူတော့ရခဲ့မှုလေဒီမှာလေးဆရာကိုမောင်သိန်းကဖျားเจ้าဆောင်ပေါ်မှာပူဇော်ထားတဲ့စင်းမှုတော်ကိုယူပြလိုက်ရာဆရာနှစ်ယောက်ကလက်ပြားနဲ့ပေမထီပဲနေရာမှာပြန်ချခိုင်းလိုက်ပြီးလှုပ်တဲ့သူတွေကငရဲလဲမကြောက်ကြတော့ပါလားအဲ့ဒီလိုရေရွတ်ခါရေတန်းတစ်ခွက်တောင်းယူပြီးလက်ညိုးနဲ့မွေကတောင်းလိုက်တဲ့ဆိုရင်ပဲအိမ်တက်တုံးကရလာတဲ့စင်းမှုတော်ကဘိုင်းကနေလဲကျသွားတာကိုမြင်လိုက်ရတယ်ကိုမောင်သိန်းလဲကျသွားတဲ့စင်းတို့ကိုပြန်ထောင်လိုက်ပါဦးဒုတိယကြိမ်ပြန်ထောင်ပြေးတဲ့အချိန်မှာလဲရေစက်နဲ့တောက်လိုက်ရာထပ်မံလဲကျသွားခဲ့တယ်လေမတိုက်ပါမတိုက်ပဲဘလို့ဖြစ်လို့ဒီစင်းတို့တစုလဲလဲကျနေရတော့လဲဆရာအကြောင်းရှိလို့ပေါ့ကိုမောင်သိန်းရဲ့မောင်ကောင်းရေအိမ်နောက်ဘေးကဓာတ်ကြောင်သွားယူလာခဲ့ခဏနေတော့မောင်ကောင်းဆိုတဲ့ဆရာကထင်းကုတ်တဲ့ဓမ္မကိုယူလာပြီးကမ်းပေးလိုက်တော့ဆရာဖြစ်သူကလဲကျနေတဲ့စင်းတို့ကိုကောက်ကန်ပြီးပလင်အောက်ခြေကနေဓာတ်နဲ့ခေါ်ချလိုက်တယ်ဘာတွေထွက်လာတာလဲဖျားစင်းတို့တွေကနေထမီသားတွေအပြင်ကြေးပြားနဲ့လိတ်ထားတဲ့အင်းစမတွေထွက်ကြလာခဲ့တယ်ဆရာဒါတွေကဘာလို့စင်းတို့ထဲမှာရှိနေရတာလဲရဲစကားနဲ့ပြောရရင်တော့ကိုမောင်သိန်းတို့အိမ်ကိုဖျားတိုက်လှုပ်ထားတာဗျာဖျားတိုက်ဟုတ်လားကျုပ်ပြင်တခါမှမကြားဘူးပါဘူးဗျာဟုတ်တယ်သူကဖျားတရားလှုပ်လေပူထိလေပဲဒါကြောင့်မလတ်ဆောင်အနေနဲ့ပူခံစားရတာရုံမှလိုက်ကြတာဗျာကျွန်တော်တို့မှရန်သူလည်းမရှိဘဲနဲ့ဘာကြောင့်ဒီလိုလုပ်ရတာလဲမသိပါဘူးရန်သူဆိုတာ
ကိုအတီးလင်းလာပြောတာမဟုတ်ဘူးလေဒါကြောင့်ပတ်ဝန်းကျင်မှာကိုမနာလိုသူတွေအမြဲရှိနေနိုင်တယ် ကျွန်တော်တို့ကိုဘယ်သူလုပ်တယ်ဆိုတာရောသိလို့ရမလားဆရာ ဒါမျိုးကိစ္စတွေကိုတော့ကျုပ်တို့ပြောပိုင်ခွင့်မရှိပါဘူးဒါပေမဲ့သိပ်ပြီးစိတ်ပူမနေပါနဲ့ဒီအစီအရင်ကိုဖျက်ဆီးပြီးပြီမို့တတ်မဖြစ်တော့ပါဘူး ကျွန်တော်တို့အနေနဲ့တခြားဘာတွေလုပ်ဖို့လိုသေးလဲဆရာ အိမ်ထဲမှာမတတ်တဲ့ပစ္စည်းရောက်နေတာကြောင့်တန်ဃာတော်တွေပြစ်ပြီးပြေတရားတော်နာရွတ်ဖတ်သိနေကျုပ်တို့အနေနဲ့လဲစံမန်းတဲမန်းတွေလုပ်ပြီးနောက်ထပ်အနောက်ရှက်တွေမဝင်အောင်တားဆီးပေးခဲ့ပါမယ် ကျေးဇူးတင်ပါတယ်ဆရာတို့အတွက်ခြေကြွားကကိုလည်းလက်ခံပေးပါ ကိုမောင်သိန်းကခြေကြွကအဖြစ်ငွေတချို့ကိုကမ်းပေးပေမဲ့ဆရာနှစ်ယောက်ကလက်ကပြပြီး ကျုပ်တို့နှစ်ယောက်ကိုပေးတာတဲ့ဘုန်းကြီးเจ้าမှာလိုအပ်တယ်လို့သုံးဖို့လှူပေးပါ အဲ့ဒီလိုပြောပြီးဖျားစင်းတို့အကွဲကိုအဝတ်တကူနဲ့ထုတ်ယူနေခဲ့ကြတယ်ပြည်တာနဲ့တဲမန်းစံမန်းတွေကိုအိမ်အတွင်းပြင်ပပြန်းပေးပြီးအေးအဝင်းတကားတွေမှာအင်းစမဆာရက်တွေကပ်ပေးခဲ့ကဘုန်းကြီးကျောင်းဘက်ကိုပြန်ထွက်သွားခဲ့ကြတယ်အရှိန်အုံနဲ့တောက်လောင်နေတဲ့မိတော်ထဲမှာတော့တထွာတာတာရှိတဲ့ဖျားစင်းတို့အကျိုးပြက်ကတငွေငွေလောင်ကျွမ်းနေခဲ့တယ်မိဘရဲ့ဘေးမှာတော့လူနှစ်ယောက်ကငြိမ်သက်စွာထိုင်နေပြီးမိတော်မိရှံတွေကိုထိုင်ကြည့်နေခဲ့ကြတယ်အဲ့ဒီအချိန်ခပ်ပွားပွားနင်းလျှောက်လာတဲ့ခြေတံတစ်ခုကြောင့်ဖြတ်ကနေလဲကြည့်လိုက်တာကြောမော့စွာဝစ်စားထားတဲ့တက်လက်ပိုင်းမိမတယောက်ကိုမြင်တွေ့လိုက်ရတယ် တင်ရောက်လာပြီလား ဆရာတို့ခေါ်တော့လေမလာလို့ဘယ်ရပါမလဲရှင် နောက်တစ်ခေါက်ဒီကြွာနီးတစ်ဝိုက်မှာအလားတူအတိုက်မျိုးထပ်ဖြစ်တာကြားရင်တော့တင်အနည်းနဲ့လှလှတင်ယူခဲ့တဲ့ပညာတွေကိုပျက်စီးအောင်လုပ်ရလိမ့်မယ် ပြတ်သားလာတဲ့စကားကြောင့်မိမကြီးမျက်နှာကွက်ခနဲ့ပြတ်သွားပြီးမှဟာမပြက်ပြန်နေလိုက်ရင် ကျမတို့အနေနဲ့ကတော့ပြုလုပ်ခိုင်းသူရှိရင်လုပ်ပြရတယ်ဆိုတာဆရာတို့လည်းသိမှာပါဒါပေမဲ့နောက်ဒီလိုမျိုးထပ်မလုပ်ရဘူးဆိုတော့လေထပ်မလုပ်ရုံပဲပေါ့ရှင် တင်နှုတ်တဲ့စကားကိုတင်တီပါစီလို့ပဲပြောချင်တယ်တင်ပင်မာနေတယ်ဘလို့တွေလုပ်တယ်ဆိုတာကျုပ်တို့မသိကြအောင်ဆောင်ပေးလိုက်မယ်နောက်ထပ်ကြားလို့ကတော့ကျုပ်တို့အလွန်မဟုတ်တော့ဘူးနော်တင်သွားလို့ရပြီ မိမကြီးကမကျေနပ်ပေမဲ့ဘာမှပြောမနိုင်တာကြောင့်နှုတ်ဆိတ်ခါလာရလန်းတိုင်းပြန်ထွက်သွားခဲ့ကြတယ် ဆရာဒီလိုမိမမျိုးကသေရင်အဝီစီကိုတန်းသွားမှာကိုဘာလို့စကားကိုခံပြီးပြောရတာလဲဗျာ ဒီလိုပြောထားတော့နောက်လက်လွတ်စပွဲမလုပ်တော့ဘူးပေါ့မောင်ကောင်းရဲ့ ဒါလည်းဟုတ်တာပဲနော်အော်ဒါနဲ့လက်ကျိုးရွာကိုဘယ်တော့ခီးစကြမလဲဆရာ မနေ့ကအာယုံတက်တာနဲ့သွားကြမယ်မောင်ကောင်းလည်းအချိန်သေးသားမိဘုံကိုအနားမှာရှိတဲ့တဲတွေနဲ့လောင်းဖို့ပြည်ချိန်မှာပဲဘုန်းကြီးကျောင်းစီကနေဖျားရှိခိုးဖို့အချက်ပေးတဲ့အုံမောင်းတန်ထွက်ပေါ်လာခဲ့တယ်မကြခင်တန်ဃာတော်တို့ရဲ့ဖျားရှိခိုးတန်ကညီညာစွာထွက်ပေါ်လာခဲ့တယ်လို့အနောက်ဘက်မှာရှိတဲ့နေမင်းကြီးကလည်းမိုးကုတ်စဝိုင်းကြားတဲ့ကိုခေါင်းငိုက်ဆိုင်ကတိုးဝင်ပြောက်ကွယ်သွားခဲ့တော့တယ်ကဲပြိတ္တကြီးဇာကြောင်းလေးကတော့ပြီးသွားပါပြီအောင်မြတ်သားတို့ဆရာတပည့်တွေခီးဆက်လာခဲ့ကြရင်ကဘယ်လိုပြဿနာအခက်အခဲတွေကိုဖြေရှင်းပေးရအောင်မလဲဆိုတာဆက်လက်တင်ဆက်ပေးသွားပါမယ်ခုလိုပြန်တဲ့ channel ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်နောက်ကိုလည်းခုလိုကံမြတ်ဆန်တဲ့ဇာကြောင်းလေးတွေပြန်လောကနဲ့ဆက်နွယ်နေတဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေအပြင်ကမုန်းမင်လေးတွေအကြောင်းပေါ်မှာကြည့်ရှုနားဆင်နိုင်အောင်ပြန်တဲ့ channel ကို subscribe လုပ်ထားပေးပါနော်ပြိတ္တကြီးအားလုံးကျမ်းမာပျော်ရွှင်နိုင်ကြပါစေ